哦，这边嘛，十倍拿嘛呗，阿拉个也路没有，ကျွန်တော်ကအလွယ်ရက်လိုက်မိတာဟိုဘက်ပါကင်မှာမေးရပဲနဲ့ဒီဘက်ကြားရလာရက်မိတာကျွန်တော်တညာလေးပဲတိတ်လိုက်တာနော်မကျွန်တော်စကန်တော့ခတ်ထားတယ်ပြီးတော့မှကျူအောင်ကုတ်နဲ့ကျူအောင်ကုတ်စကန်ဖက်ချီတော့ဘယ်လောက်တောင်ကြလဲဆိုတော့အလုံး66နဲ့180နော်တရားကြီးစကန်ရတာလောက်ပြရတယ်ကျွန်တော်မှာနော်ဘာမှမလုပ်တာပြစိတ်တော်မြက်သွားတော့ရှိတာစစ်ပြီးစစ်လက်သွားပြီလက်သွားပြီတော်တော်စိတ်ညစ်သွားပြီတော်တော်စိတ်ညစ်သွားပြီဗျာပတ်စံပေးလိုက်တော့လည်းတော့ဖွင့်လို့ရသွားပြီဟိုကတော့ကြွသွားပြီဗျာတော့ကတော့ဒီမှာဒီတိုင်းပဲချိတ်ခဲ့လို့ရပါတယ်တဲ့ဒါတော့လုံးဝင်ရအောင်ပဲတော်တော်အမိုက်ပြစ်ခဲ့လို့ပြဿနာထက်ရှာနေတယ်နော်ဒါလေးတိုင်းမှာတော့အိုးချင်တာကြည့်ရလေလို့တော့တော့မဖွင့်နေတော့ဘူးကောက်ဝင်ရအောင်မယ်တော့ဒီညတော့မင်းတို့ဒီမှာပဲထိုင်နေတော့နေဒီမှာမရက်ဖဲနေဟိုမှာဘာရက်လိုက်နေတာလို့ဒီမှာရမယ်ဟာရပြီးတော့ဒီမှာသွားရက်လိုက်တာတော့ကြွားသွားပါပြီခင်ဗျာလို့ဆိုလုံးဝင်ရတော့ကဲစင်ကောင်းညာရှင်ထဲမှာတော်တော်ခံရတယ်6000ကျော်ကြီးရတယ်များတယ်ပြဒီမှာဝင်လဲဆိုတော့3,800လောက်ရှိတယ်ဒီစိတ်ပါပြီစိတ်တက်တာဗျာတက်တာဘာဖြစ်နောက်တစ်ခါတော့သင်္ကန်းသာရသွားတာပေါ့နော်ကျွန်တော်အမြင်နဲ့အဲ့လိုပဲကစီနေတယ်ကျွန်တော်100လောက်ကိုကစီနေပြီးတော့ကျဒီရက်လို့ရမယ့်နေရာမှာမရက်ဘဲနဲ့ဟိုဘက်ကအဲ့တခြားဂျားလေးထဲမှာလေကားအောက်လေးမှာသွားရက်ထားတာနော်သင်္ကန်းသာရသွားတော့ဗျာဂျပန်မှာဒါပထမဆုံးတန်ငွေဆောင်အောင်သူလိုဖြစ်သွားတာပေါ့သိရမလားသူကဘယ်လိုမျိုးလဲတော့မသိဘူးသူကရဲလားပါလားတော့မသိကျွန်တော်လည်းနားမလည်ဘူးဒါပေမဲ့တေးကြတာတော့ပေးလိုက်ရတာ6100ပေးလိုက်မှာစပိန်လေးပြင်ရတယ်အခုပြန်มาတော့မယ်လို့စပိန်ဝယ်တော့ဘယ်လောက်မှရှိရမို့ကျွန်တော်တကယ်ချင်းစီကဝယ်ရဆို1000ကျော်လေးပဲပေးရတာ1200လား1300လားအဲ့လောက်ပဲပေးရတာတော်နှမျောတယ်ဗျာဒီနေ့တော်တော်စိတ်မကောင်းဘူးတကယ်တစ်ခါမှလည်းအဲ့လောက်ကြီးမဟုတ်ညီမဝင်နဲ့ပြန်တွေ့ရင်နှမျောစရာကြီးနော်အားလုံးပဲနော်ကျွန်တော်လိုဖြစ်မှာဆိုလို့ပါကျွန်တော်ဒီဟာကို sharing လုပ်ပြီးရဆိုတဲ့ဒီကချက်နော် okay အားလုံးပဲယူဆိုင်ကြပါလို့တော့ဆိုတော့ပြန်ရမှာဗျာနောက်ထပ်နိုင်ခွက်ခီလောက်နင်းအောင်ပဲပေါ့လို့အားလုံးပဲမတတ်နဲ့ okay